ကောင်းကင်ရုပ်ကြီးကတကယ်ပဲငါအသက်ကိုအပြင်ပင်လယ်ထဲမှာအဆုံးစီရင်ချင်နေတာလားအကိုတနတ်ထဲသို့မဟုတ်လေတဲ့ရေတွေဝင်ကုန်ပြီးသမီးရေနစ်တော့မယ်ကုဆောင်မန်းမင်းဘလို့ဖြစ်ပြီးလှေပေါ်ခိုးလိုက်လာတာလဲအကိုတယောက်တည်းအပြင်ပင်လယ်ကိုလာတာစိုးရိမ်လို့အဖော်လုပ်ပေးခြင်းလို့လိုက်လာတာပါတတိမမွေးနဲ့ဦးအရင်ဆုံးတန်ပိုက်လုံးကိုမြဲမြဲဖတ်ထားလက်မလွတ်နဲ့အကိုမြ မြန်ကြည့်ဦးအောက်ကနေအကောင်တကောင်အပေါ်ကိုတက်လာနေပြီးဒါပါတရေတတဝါလဲဝမ်ဟိုင်ပင်လယ်ပြင်မှာဘယ်တော့ကဒီလိုဘီလူးတတဝါရှိသွားတာလဲအကိုသူသမီးစီဦးတီပြီးလာနေပြီငါစီလာခဲ့စမ်းသူ့ကိုမထီနဲ့မလာနဲ့အားလုံးရက်လိုက်စမ်းအကိုအခုနှစ်ဘာပြောလိုက်တာလဲသူတို့ကတကယ်ကြီးရက်သွားကြတာပဲငါလည်းမသိဘူးစိတ်ပူသွားလို့အလောလက်ကြီးနဲ့អော်လိုက်တာပဲဦးလေးမှန်ချမ်းကျွန်တော်ဒီနေ့တောင်းရမှုစိတ်ဆက်ကြောင်းလန့်မှုလာတာပါချန်ဆန်းမင်းကဒီပစ္စည်းအတပြလေးနဲ့ငါသမီးကိုလာတောင်းတာလားဦးလေးအခုတလောကျွန်တော်ဘက်မှာအခြေအနေတိတ်မကောင်းလို့ပါဒီကာလလေးကြော်လွန်သွားရင်လက်ဖွဲ့ပစ္စည်းတွေကိုအပြည့်အစုံပြန်ဖြည့်ပေးပါမယ်မင်းတို့အိမ်ကရေယိုနေတဲ့တစ်သားလေအစုံနဲ့ငါးပဲနှကောင်ဖမ်းနိုင်ပါလေလေကဟောင်းနေပေမဲ့ကျွန်တော်တမဖြက်လက်ပါတယ်ကြည်ပြီးသူကဘာသိလို့လဲငါရှိနေတဲ့၍မင်းဒီအိမ်တကားကိုဝင်ဖို့လုံးဝမစင်စားနဲ့အခုဘသူကမသိပဲနေမလဲမင်းဖေကခြေတော့မတန်ဘူးမင်းမေကလည်းတစ်နှစ်ပတ်လုံးစေးတောက်နေရတာအဲ့ဒါကအရင်တုန်းကလေမင်းကဘာနဲ့လှုပ်ကြွေးမှလဲပတ်စံကိုရဲ့အတစ်တကွင်းတော်ဝင်နိုင်တာမဟုတ်ပဲနဲ့ဟာမင်းပစ္စည်းတွေကိုယူပြီးလစ်တော်ငါရှိမှလာပြီးမတက်ကြီးမရက်နေနဲ့ငါကတော့ဒီနေ့ပဲကောင်းမညစ်ပဲအပြင်ထွက်ခိုင်းတာတခင်လေးဟိုင်ဖုန်းဘာလို့ကိုယ်တိုင်ကိုကြကြွလာရတာလဲခင်ဗျာထိုင်ပါပင်လယ်မြော့ငါးကြီးကုန်6ဘောရုကောင်နဲ့လက်ငင်းပတ်စံ3,800,000အားလုံးဒီမှာရှိတယ်ရန်မီသားစုရဲ့အတုံးဖြုံးကတကယ်ကိုခန်းနာတာပဲကျွန်တော်ရဲ့ဒီအိမ်စုပ်လေးတောင်ကုန်တက်သွားရတယ်ဟောဒါကဟိုနေရာဒီနေရာမှာပတ်စံလိုက်ချင်းနေတဲ့ကုမီသားစုကကုချောင်ဆန်းမဟုတ်လားကုချောင်ဆန်းမင်းဒီမှာလာပြီးရှောက်မပြောနဲ့ကြည်တွေကမင်းနဲ့ဘာမှကတိမပြုထားဘူးမင်းရဲ့အကျွေးစေးအစုပ်ပြက်ဘလောက်ကဘာအရာရောက်မှာလဲတခင်လေးဟိုင်ဖုန်းရဲ့လေတစင်းတန်မိုးကမင်းတို့မိသားစုရဲ့အသက်30ချောင်းစာနဲ့ညီတယ်ကြားလားစင်ရသားခွေးကတော့မင်းရဲ့ပေါက်ပြဲနေတဲ့လှေပေါ်ပဲပြန်သွားပြီးနေလိုက်စမ်းပါငါ့ကိုလာမထိနဲ့ဒီမိမလက်ကြားလားလူစင်းရဲဆိုတာမင်းရဲ့ပေါက်နေတဲ့လှေဆူပေါ်ပဲလိပ်ပတ်လဲအောင်ပြန်သွားနေတဲ့နာငါ့ကိုလာမထိနဲ့ချမ်းသာတာဘာမှတိတ်ထူးခြားမနေပါဘူးဒါပေမဲ့သူငါနောက်လိုက်ရင်အ ਨੇ ဆုံးတော့စင်းရဲမွဲတေမှုတန်ကိုခံစားရမှာမဟုတ်ဘူးမင်းကြတော့ကောလျံဟောက်ဖုန်းမင်းရဲ့ပစ္စည်းတွေကိုမပြီးပြန်တယ်သွားလိုက်ဒီကောင်မဆုပ်လေးနင်ဘာရီရှောက်ယူတောနေတာလဲအဖေသမီးကုချောင်ရှမ်းတယောက်တည်းကိုပဲလက်ထပ်မယ်လို့ပြောပြီးပြီပဲငါတို့လျံမိသားစုကမင်းနဲ့မတန်ရအောင်ဘယ်နေရာမှာနှိမ့်ကြနေလို့လဲမင်းတို့အိမ်ကချမ်းသာတာတော့ဟုတ်ပါတယ်ဒါပေမဲ့ငါကမင်းကိုဖတ်မလုပ်တာရှမ်းမန်ချမ်းဒီနေ့တော့မင်းငါကိုတခုခုရှင်းရှင်းလင်းလင်းအဖြေပေးရမယ်တခင်လေးဟိုင်ဖုန်းမင်းတကယ်ပဲအရေးချင်းရှိတယ်ဆိုရင်ဒီမှာရက်ပြီးလေလုံးထွားမနေနဲ့ဟွန်းမင်းပါလုပ်ပြီးမှကောင်းကြီးမှလဲဆိုတာပွင့်ပွင့်လင်းလင်းသာပြောစမ်းကောင်းပြီငါတို့အိမ်ရဲ့ပင်လယ်ပြင်ကရေနဲ့ကနန်းမွေးမြူရေးဖောင်မှာမကြာခဏပစ္စည်းတွေပျောက်နေတယ်မင်းသွားပြီးတ냐လောက်စောင့်ကြည့်ပြီးအောင်မြင်စောင့်ရှောက်နိုင်ခဲ့ရင်ငါမင်းနဲ့ဆက်ဆွေးနွေးမယ်မစောင့်ရှောက်နိုင်ရင်တော့နောက်ငါအိမ်တကားကိုလာမနေနဲ့တော့ဒီညပင်လယ်ပြင်မှာမုန်တိုင်းရှိတယ်မင်းသွားဆောင်ရင်လူပါအသက်ရှင်လျက်ပြန်လာနိုင်ပါဦးမလားမသိဘူးကောင်းပြီကျွန်တော်သွားမယ်မနေ့ပြန်ကျွန်တော်အသက်ရှင်လျက်ပြန်လာခဲ့ရင်ဦးလေးစင်ခမမကြားချင်အောင်ဆောင်မနေပါနဲ့တော့အကို6ဆန်းဒီညပင်လယ်ပြင်မှာမုန်တိုင်းရှိတယ်နော်အကို6ဆန်းဒီညပင်လယ်ပြင်မှာရာသီဥတုဆိုးရွားတော့မှမင်းသွားလို့မဖြစ်ဘူးအမေကျွန်တော်ဒီနေ့တာမသွားရင်ဒီတိတ်ခါကိုဘယ်တော့မှပြန်ဆယ်လို့ရတော့မှာမဟုတ်ဘူးဒီအိမ်အောင်ရေးကိစ္စကပြည့်ရင်လည်းပြတ်ပါစေတော့အမေဒါအသက်အန္တရာယ်ဖြစ်မဲ့နေရာကိုသွားနေတာကိုတော့ထိုင်ကြည့်မနေနိုင်ဘူးဘသူကိုလက်ထပ်ရမလဲဆိုတဲ့ကိစ္စတစ်ခုတည်းကြောင့်မဟုတ်ပါဘူးသူတို့ကကျွန်တော်တို့မိသားစုကိုနှိမ်လွန်းလို့ပါမခံချင်လဲအောက်ခံရမှာပဲမင်းသားတစ်ခုခုဖြစ်သွားရင်ဒီမိသားစုကြီးကတကယ်ပဲပြိုလဲသွားလိမ့်မယ်မိသားစုကပြိုလဲတော့မဲ့ဆဲမို့လို့ပဲကျွန်တော်သွားရမှာအမေဒါကိုသွားခွင့်ပြုပါဗျာမင်းခဏလောက်အလျှော့ပေးလို့မရဘူးလားကျွန်တော်လျှော့ပေးလာတာကြားလာပြီအကိုတယောက်တည်းသွားရင်ကျွန်တော်လည်းလိုက်မယ်ချောင်စိတ်မင်းငါစီပြန်လာခဲ့စမ်းစကားမနာထောင်တဲ့ကောင်စုပ်လေးပြန်ဟိုင်ဖုန်းဘာရေလောင်ကန်လဲမင်းတို့စောင့်နေကြတယ်ပေါ့ဒါပေမဲ့ငါ့ကိုတော့မတွေ့သွားကြဘူးပဲငါမြန်လေးကျွမ်းရွရဲ့ရေလောင်ကန်နဲ့သွားပုံးနေမှာဖြစ်မယ်တောက်ကောင်းကင်ကြီးကတကယ်ပဲငါအသက်ကိုဒီပင်လယ်ပြင်ကြီးထဲမှာနှုတ်ယူတော့မလို့လားကနန်းဖန်းဖောင်ကိုထိန်းထားမှဖြစ်မယ်ရှေ့နားလေးတင်ရောက်တော့မှမှောက်လို့မဖြစ်ဘူးအောက်ခြေပျက်စီးသွားလိမ့်မယ်တကယ်လို့တိုက်မိလို့ပေါက်ပြဲသွားရင်တော့ဒီညဒုက္ခလာတွေ့ပြီမိတိကျိုဆက်ကဘာလို့အတန်မြည်နေတာလဲပင်လယ်ကျွတ်တွေခိုးဝင်သွားတာများလားအကိုငါ့ကိုမြန်ဆွဲတင်ပေးပါဦးကုဆောင်မန်းမင်းတကယ်ကြီးလိုက်လာတာလားမင်းဒါတတိခဲမကအတိရဲတာပဲအကိုတယောက်တည်းပင်လယ်ထဲထွက်သွားမှစိုးရိမ်လို့ညီမလိုက်လာခဲ့တာပါရှောက်လို့တာပဲဒါပင်လယ်ပြင်ကြီးကအောက်ပြုတ်ကျသွားရင်အသက်ပြောက်သွားလိမ့်မယ်ညီမလေးရဲ့အကို
ကျွန်တော်ကြောက်တယ်ဒီမှာပဲစောင့်ကြောက်ထိုင်နေဘာမှမလုပ်နဲ့တန်တိုင်ကိုမြင်းမြဲကင်ထားလက်မလွတ်နဲ့တော့ကြားလာလက်ပြန်လို့မရတော့ဘူးရှေ့မှာတင်တင်မင်းတကားဝါရောက်နေပြီငါတို့အောင်အီးပြီးအတင်းဖြတ်ကြုံမှရတော့မယ်နေဦးရေစီးကြောင်းကမမှန်ဘူးပင်လယ်အောက်ခြေမှာတခုခုလှုပ်ရှားနေတယ်လို့ပဲအကိုရေအောက်ထဲကနေတခုခုကငါတို့ကိုစိုက်ကြည့်နေတယ်လို့ပဲကိုဘာသာကိုရှောက်တွေးပြီးမကြောက်စမ်းပါနဲ့သွားပြီကနန်းမျောအိမ်ပြတ်သွားပြီအကိုသူတို့တွေအပေါ်တက်လာနေပြီဖဲဆန်းဆင်းသွားကြစမ်းအကိုရေမင်းစားရေတက်တော်တွေတကယ်ကြီးငါတို့ကိုလာစားတော့မှငါတို့တော့တေးပြီးဒါတကယ်ပဲကနန်းတွေဟုတ်လို့လားဒီလိုလက်သေးညက်ကြီးတွေကတစ်သားလေးကိုတော့တစစီညက်ပစ်နိုင်တယ်အကိုအားလုံးမလုံနဲ့ငါနေရာမှာပဲငြိမ်ငြိမ်ရက်နေကြစမ်းဟင်းတကယ်ကြီးရက်သွားတာလားကျွန်တော်ခုနကစိတ်လောပြီးပါဇက်ထဲရှိရာရှောက်អော်လိုက်တာသူတို့ကတကယ်ကြီးရက်သွားတာလားအကိုသူတို့တကယ်ကြီးမလုပ်တော့ဘူးအကုန်လုံးတောင့်ခဲသွားကြပြီစနစ်အတန်စနစ်တတိပေးချက်ပင်လယ်နဲ့ရဲ့အရှင်သခင်သွေးမျိုးဆက်တစိမ့်ခတ်နေမှုစတင်အသက်ဝင်ပါပြီးပြည်စုံမှုအစဉ်သုံးပုံတစ်ပုံပင်လယ်အောက်ရှိတတဝါပေါင်းတို့သည်အမိန့်တော်ကိုနာခံကြစေအရှင် host သွေးမျိုးဆက်အသက်ဝင်သွားပြီဖြစ်တဲ့ဖြင့်လက်ရှိအမိန့်ပေးနိုင်သောအကွာအဝေးမှာငါမိုင်ပတ်လည်အတွင်းရှိတတဝါအလုံးကိုအမိန့်ပေးနိုင်ပြီဖြစ်ပြီးပင်လယ်ရှင်သခင်သွေးမျိုးဆက်တစိမ့်ခတ်နေမှုဒါအစ်စ်အမှန်ကြီးပဲငါအိမ်မက်မက်နေတာမဟုတ်ဘူးအကိုသူတို့တကယ်ကြီးအကိုစကားကိုနားထောင်နေတာပဲကနန်းတွေတတိအနေထားဖြစ်သွားပြီကနန်းတွေတတိအနေထားဖြစ်သွားပြီဗျမင်းအဲ့ဒီလက်သေးညက်ကြီးကိုအောက်ချလိုက်ငြိမ်ငြိမ်လေးဝစ်နေစမ်းနားလေလားဝစ်နေစမ်းအကိုသူတကယ်ကြီးနားထောင်နေတာအကိုသူတို့ကိုတခြားဟာတခိုင်းကြည့်ဦးကခိုင်းကြည့်ပါလားဟေ့ကောင်မင်းမတက်ရက်ပြီးဘေးတိုက်နှစ်ပတ်လောက်ရှောက်ပြဆန်းပြီးရင်အရှိတေတိုင်းပြန်သွားခဲ့ဟာလမ်းနေကွာဒါကုန်းပေါ်မှာဆိုရင်ဒီကနန်းတကောင်နဲ့တင်ငါပြဆက်အဖွဲစက်ကပ်အဖွဲတခုထောင်လို့ရတယ်အကိုသူကနိုင်လားဟင်သူ့ကိုကခိုင်းကြည့်ပါလားတော်ဆက်မနောက်နဲ့တော့သူကပြဆက်ဖွဲကမြောက်မဟုတ်ဘူးဒီလောက်အကောင်ကြီးတာကိုလှေနဲ့ဆွဲပြီးပြန်တယ်သွားရင်တနစ်စာစားစည်းအတွက်လောက်မှသွားပြီးဒီပင်လယ်ကဘလောက်ပဲကျမ်းပါစေအခုတော့ငါအမိန့်ကိုနားထောင်ရတော့မယ်အခုလောလောဆယ်ဘာမှရှောက်မလုပ်နဲ့ဦးငင်ငင်လေးနဲ့ငါနဲ့အတူစိတ်ကန်းကိုလိုက်ခဲ့မိုးလင်းလို့စိတ်ခံတရားမှာဈေးဖွင့်တာနဲ့ဒီလောက်ကြီးတဲ့တရေမျက်နှာကနန်းကားကိုမြင်ရင်တရွာလုံးဝိုင်းဝန်းကြည့်ကြမှာအကိုအဲ့ဒါကိုရောင်းရင်ပတ်စံများကြီးရမှာလားရမှာပေါ့ဒါကိုရောင်းလိုက်ရင်အမေအတွက်ဒီလောက်စေးဖို့ရသွားမယ်အပြင်မင်းအတွက်ပါဖက်နှက်တစ်တစုံဝယ်ပေးလို့ရသေးတယ်အကိုဒါဆိုသူ့ကိုစိတ်ခံတရားအထိဆွဲခေါ်သွားရအောင်မိုးလင်းသွားရင်ငါတို့ကိုအထင်သေးနေတဲ့လူတွေအားလုံးမျက်လုံးပြူးသွားစေရမယ်အမေရှောင်းမက်ငါတို့တို့ကူမိသားစုကတော့ဒီနေ့ကစပြီးအခြေအနေတွေပြောင်းလဲသွားပြီဟဲ့လူတွေအကုန်အမြန်လာကြည့်ကြဦးငါအကိုကပြည်လဲပြင်းတဲ့ထဲကလူသားစားတဲ့တရဝါကြီးကိုအရှင်လက်လက်ဖမ်းခေါ်လာတယ်ပြူအမလေးဖះရေငါပြည်လဲပြင်းမှာငါဖမ်းလာတာအနှစ်40ရှိပြီးလူတကူစားလောက်ရှိတဲ့အခွန်ပြကနန်းကြီးမျိုးတစ်ခါမှမမြင်ဘူးဒီညက်ကောင်ကြီးနှစ်ခုဆိုရင်လူကောင်ထက်တောင်တုတ်သေးတယ်တစ်ချက်တည်းညှက်လိုက်ရင်လူရိုးတောင်နှစ်ပိုင်းကျိုးသွားမလားပဲလူတွေနောက်ကို2 လမ်းလောက်ဆုပ်ပေးကြဦးလမ်းဖက်ပေးကြပါဒီကောင်ကဒေါသကြီးတယ်တေချင်လို့အနာကိုတိုးမလာကြနဲ့ချောင်စိမ့်မင်းမင်းညကတကယ်ပဲပြည်လဲပြင်းတဲ့ထဲကိုသွားခဲ့တာလားဒါကိုမျိုးထဲထိဆွဲသွားနိုင်ရင်တော့ကောင်းကင်ဘုံကပေးတဲ့ဈေးနှုန်းဈေးကြီးကြီးရမှာပဲဦးလေးမှန်ချမ်းကကျွန်တော်ကိုပိုက်ကွန်နေရာကိုစောင့်ခိုင်းတာကျွန်တော်ကစောင့်ရုံတင်မကပဲဒီလိုရတနာကြီးကိုပါအလကားကောက်ရလာခဲ့တာဗျကျွန်တော်အကူကတကယ်ကိုတော်တာရီဟန်မင်းကိုငါပြောထားတယ်မဟုတ်လားဒါငါတို့နှစ်ယောက်ရဲ့လှုပ်ဝက်ချက်ဆိုတာဒီကောင်မလေးခမများစကားတော်ဆုံးအောင်မပြောရသေးဘူးပါဇက်အပိတ်ခံလိုက်ရရှာတယ်ဟာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲမင်းလိုစီဘိုးတောင်မရှိတဲ့ပုတ်တိုးနေတဲ့တစ်သားလေးစုံနဲ့ပင်လယ်ပြင်နက်ကလှိုင်းလုံးကြီးတွေကနေဘယ်လိုလုပ်အသက်ရှင်ပြီးပြန်မောင်းလာနိုင်မှာလဲရန်ဟိုင်ဖုန်းမင်းတော်တော်လေးစိတ်ပြတ်သွားတယ်မလားငါပင်လယ်ထဲမှာတင်မသွားလို့လေအမြန်ဖယ်ဆန်းငါရဲ့ချမ်းသာမဲ့လမ်းကိုလာမပိတ်နဲ့ဒီအကောင်ကမင်းနဲ့ထိုက်တန်တဲ့အရာမဟုတ်ဘူးကျိုးကိုအမြန်ဖြုတ်ဆန်းမင်းပါခွေးစကားတွေလာပြောနေတာလေရှမ်မီသားစုရဲ့ပိုက်ကွန်နေရာမှာငါအသက်နဲ့လဲပြီးဖမ်းလာတာဆိုတာတစ်စိတ်ကန်းလုံးသိတယ်ဘာတွေစူညံနေကြတာလဲငါတို့အိမ်ကပိုက်ကွန်နေရာကမင်းညကရေစီးနဲ့မျောပါပြီးပျက်စီးသွားပြီးပိုက်ကွန်တွေလည်းအကုန်ပြဲကုန်ပြီးဟာကြားကြတယ်မလားရှမ်မီသားစုရဲ့ပိုက်ကွန်ကဒီလိုမိစ္ဆာကောင်ကြီးကိုလုံးဝထိန်းထားနိုင်မှာမဟုတ်ဘူးဒါငါတို့အိမ်ရဲ့ရေနက်ပိုင်းကောင်ထောင်ချောက်ထဲကနေထွက်ပြေးလာတဲ့ကောင်ပဲရန်ဟိုင်ဖုန်းမင်းမျက်နှာအရှက်မရှိဘူးလားမင်းကသာသူ့ကိုခေါ်နေတာသူကကောမင်းကိုထူးရဲလို့လားဒါဆိုရင်ငါခေါ်ပြမယ်တေချာနားထောင်ဆန်းငါတို့မိသားစုကအရှိန်ဝါကြီးတယ်ပိုင်ဆိုင်မှုကြီးမားတယ်ကဲငါအိမ်အောင်စုကကြီးမားကျယ်ပြန့်တယ်ရေနက်ပိုက်တွေကလည်းမိုင်ပေါင်းများစွာဆယ်ချီပြီးဆက်နေတာဒီပင်လယ်တွေကပစ္စည်းကောင်းမှန်သမျှမင်းနဲ့မေကြီးမထားရင်အားလုံးကငါပစ္စည်းတွေပဲမင်းတို့အပိုင်ဟုတ်လားမင်းတို့မင်းညကတင်မောထွက်လို့လားမင်းကပြင်ပပင်လယ်ရဲ့ရေလိုင်းတစ်စက်တောင်မထီဘူးပဲဘာလို့ပါဆက်ဟာပြီးဒါငါဟာလို့လာအတိမတ်ပြုနေတာလဲမနဲ့စောစောစီးစီးဘာတွေလာဆူညံနေတာလဲငါတို့လယ်မိသားစုရဲ့ပစ္စည်းကိုဘသူကဝတ်ထားရဲတာလဲအဖေဒီကောင်ကသူ့ရဲ့စုတ်ချချလေးကိုမောင်းပြီးပြင်ပပင်လယ်ကိုသွားကငါတို့အိမ်ရဲ့လန်ခေါ်ကနန်းဘရင်ကိုခိုးဖမ်းလာတာမင်းတို့မနေ့ကတင်မောကြီးလုံးဝမထွက်ခဲ့ပဲနဲ့ဘာလို့ကနန်းဘရင်ကမင်းတို့ဟာလို့ပြောနိုင်ရတာလဲစီမင်းအရာပဲဒီပင်လယ်ပြင်ဧရိယာမှာလယ်မိသားစုပဲပိုက်ချပိုင်ခွင့်ရှိတာမင်းတို့ဆင်းရဲတဲ့ကောင်ကရင်းနှက်ပိုင်းကပစ္စည်းတွေကိုဘာလို့လာဖမ်းရတာလဲစီမင်းဆိုတာမင်းတို့လယ်မိသားစုကတတ်မှတ်ထားတာလေပင်လယ်ထဲမှာကြီးထွားတဲ့အရာမှန်သမျှကမ်းပေါ်ကိုဘသူဆွဲတင်နိုင်ရင်အဲ့ဒါသူဟာပဲ
တေမန့်ချမ်းဒါကခမရသဘောကျနေတဲ့တမက်လောင်းပေါ်လေးစီးမြင့်မရှိတဲ့တခိုးအယိုးတုံကောင်းပဲအာအကိုတော့ရေနားလည်မှုလွဲနေပါပြီညီမကသူ့ကိုနှိပ်စက်ယုံတင်မှပစ္စည်းခိုးတဲ့စင်းရဲသားစီကိုတော့လုံးဝအိမ်တော်မပြူပါဘူးမင်းတို့လျက်မိသားစုကအရှက်မရှိကြဘူးလားချောင်းစိတ်ကိုကြည်စမ်းပစ္စည်းကောင်းမိတာနဲ့ကူထဲကထွက်ပြီးစိတ်ကမ်းမှာပြောင်းလာလူနေကြတာဟုတ်လားမင်းဖယ်ဆန်းသူကပင်လယ်စာခိုးတဲ့တခိုးပဲမင်းတို့လျက်မိသားစုရဲ့ရေနက်ပိုင်းပစ္စည်းတွေအကုန်လုံးကိုစေးနီနဲ့မှတ်သားထားတာပဲဒီကနန်းပေါ်မှာစေးနီပါလို့လားသူကရေအောက်မှာစေးနီတွေကိုပုတ်တိုက်ဖြတ်ပစ်လိုက်တာလေဘာဆန်းလို့လဲစီးမြင့်ဆိုတာစီးမြင့်ပဲဘသူကများသူ့ကိုလာထိရဲလဲငါသူ့ကိုအသက်နဲ့လဲပြီးတိုက်မယ်လေကိုပတ်ပတ်လဲဝိုင်းလိုက်ကြဒီတခိုးကောင်ကကနန်းဘရင်ကိုမအပ်ရင်လူကောလေကောပင်လယ်ထဲနှစ်ပြီးငါးစာကျွေးလိုက်ဘသူကသူ့ကိုလာထိရဲလဲစမ်းကြည့်လိုက်လေမင်းသူ့ကိုထီရဲထီကြည်စမ်းဒီနေ့ဒီလေးပေါ်တက်ပြီးပစ္စည်းလူရဲတဲ့ကောင်ရှိရင်ငါ့ကောင်ရဲ့ရင်ဝါကိုဓာတ်နဲ့အစုံထိထိုးထည့်လိုက်မယ်တော်ဆန်းပင်လယ်စာလေးတစ်ခုအတွက်နဲ့ဓာတ်တွေတနက်တွေထုတ်နေကြတာအပြင်လူတွေကြားရင်ငါတို့လျံမိသားစုကစင်းရဲသားတွေကိုနှိပ်စက်နေတယ်လို့ထင်ကုန်ကြအောင်မယ်မင်းကမင်းရဲ့အရေးချင်းနဲ့မင်းထမင်းရှာကျွေးနိုင်တယ်လို့ထင်နေတာပဲမဟုတ်လားကောင်းပြီလေဒါဆိုရင်ငါတို့ပင်လယ်ထဲမှာပဲအဖြူမဲတဲကွဲအောင်ပြန်ကြတာပေါ့မင်းကိုလုံးဝအပြတ်သက်ရှုံးစေပြီးပါဆက်ပိတ်သွားစေရမယ်ချောင်းဆန်းမင်းကအယိုးမှလှချီလာ3ရက်အတွင်းဘသူပင်လယ်ထဲကနေပိုကြီးပိုရှားပါပြီးပိုတန်ဖိုးရှိတဲ့ပစ္စည်းတွေဆွဲခေါ်လာနိုင်မလဲပြိုင်မယ်နိုင်တဲ့သူကအနိုင်ရစေအနိုင်ရှုံးကိုဘလို့တွက်မှာလဲမင်းပင်လယ်ထဲမှာဘလောက်တောင်စိတ်ပုတ်စိတ်ပွားစိတ်နေလဲဆိုတာငါမသိဘူးမမတ်နဲ့ငါနိုင်ရင်ရှဲ့ဝမ်ကမင်းစီရောက်သွားလိမ့်မယ်အဲ့ဒါအပြင်ချောင်းဆန်းရဲ့အိမ်တော်ကြီးကိစ္စကိုငါဘယ်တော့မှဝင်မစွက်ဖက်တော့ဘူးမင်းရှုံးရင်တော့ဒီစိတ်ကန်းကနေလစ်ထုတ်ပြီးလိပ်ပြလွင့်သွားလိုက်သူနဲ့ဘာသွားလောင်းနေတာလဲသူ့ရဲ့အဲ့ဒီတစ်သားလေဆုံးနေဆိုလေလိုက်တစ်ချက်ဝိလိုက်တာနဲ့ပင်လယ်ရေအောက်ခြေမှာမြေဩဇာဖြစ်သွားမှာကိုခွေကောရှင်ဘာတွေလုပ်နေတာလဲကြည့်ရတာသူကကျမတို့လျံမိသားစုတွေကိုလက်ထပ်ဝင်ရမယ့်ပုံပဲကိုဒီစင်းရဲသားနဲ့အချိန်ဖြုံးနေဖို့ဘာလို့လဲမမပါဇက်ပိတ်ထားဆန်းကျမကမမတို့သဘောရှိဝယ်လို့ရောင်းလို့ရတဲ့ပစ္စည်းမဟုတ်ဘူးချောင်းဆန်းသူတို့ကိုမကြောက်နဲ့ရှင်နိုင်မယ်ဆိုတာကျမယုံနေရှင်ရဲရဲဝံ့ဝံ့သာတိုက်ပွဲဝင်လိုက်ပါအိမ်မှာကျမစောင့်ရှောက်ပေးထားမယ်ကောင်းပြီ3ရက်ပဲဘသူပဲဖြစ်ဖြစ်အောက်လန်းနဲ့3လာရင်တော့ငါမျက်နှာမထောက်ဘူးလို့သာမှတ်လိုက်ဟာ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 ဟွန်းပါဇက်ပဲတန်တဲ့အကောင်မင်းလူတွေကိုအစင်သင့်ပြင်ထားခိုင်းလိုက်လျံမိသားစုရဲ့မျက်နှာကိုမပြတ်စေနဲ့စောင့်ကြည့်ကြသေးတာပေါ့ငါကဒီလောင်းကြီးကိုနိုင်ယုံတယ်မကဘူးမင်းကိုကုန်းပေါ်ဘယ်တော့မှပြန်မတက်နိုင်အောင်လုပ်ပြအောင်မှာတန်လေးဖြစ်တာနဲ့ပဲဘာအရေးလဲကန်ကြမဆိုတာပင်လယ်နဂါးမင်းကထမင်းကျွေးမှဖြစ်တာစီယူငါပစ္စည်းကြီးကြီးတွေတည်ပြီးပြန်လာခဲ့မယ်စိတ်အေးထားပြီးသားသွားပါလျံမိသားစုကလာပြီးပြဿနာရှာရင်တော့မှဒုံးကူရဲ့အိမ်သားတွေရဲ့အမွေးတပင်ကိုမျှမထိခိုက်စေရဘူးလို့ငါအာမခံတယ်တထေးဝံဒီဇယ်2ပုံးနဲ့ရေခဲခွဲ3တုံးပေးပါကျွန်တော်ရှားပါပစ္စည်းတွေလိုက်ရှာဖို့ပင်လယ်ဝေးဝေးထိသွားရမယ်ချောင်းဆန်းမယူနဲ့